ဒီကငါမြင်ဘူးလေသူတို့ပဲအဲ့ဒါတခြားသူမဟုတ်ဘူးနင်းလင်းမရဲ့မောင်လေးခိုက်သွားပြီးရင်တဲ့ရကုန်တန်းကြားတယ်မလားမင်းဒါဘယ်ကိုသွားမို့လို့ပွဲသွားမလို့လေမင်းကငါအဲ့စက်ပွဲကြီးတွားကြည့်တာမကြိုက်ပါလို့မင်းကငါဘာတခါပြောရမှာတော့ဟာရှင်အောင်မကျမမကြိုက်တဲ့ KTV ကိုသွားသေးတာပဲကျမစက်ပွဲသွားတာဘာဆန်းလို့လဲဖိုးရီမပြောစမ်းပါနဲ့ကွာအဲ့ဒီ KTV လဲငါမသွားတာကြပြီဘာလို့မင်းကမိမမတန်မဲနဲ့အဲ့စက်ပွဲတွေကိုတွားပြီးတော့သမင်းသားတွေကိုတွားပြီးတော့နှာဘူးကြနေရလားဟမ်ဒီမှာရှင်စကားပြောတာမမှတ်ရိုင်းနဲ့နော်ကျမဇက်ပွဲသွားကြည့်တယ်ဆိုတာမြမဇက်သပင်လောကကိုတောင်းတနေရနေညှင့်တင်ပေးနေတာကျမရဲ့စိတ်ထဲမှာအဲ့လိုမျိုးတွေမရှိဘူး928မြစ်တာနဲ့ပဲပန့်ပိုးနေတာမင်းကငါတခွန်းပဲပြောမယ်နော်မတော်ရဘူးဆိုမင်းမတော်ရဘူးပဲဟမ်ဒီကဘောပေါ်မှာကျမကိုတားနိုင်တဲ့လူမမွေးသေးဘူးလို့တော့ထင်တာပဲနေစမ်းမအောင်မင်းလက်ထက်ကမွန်ပြည်နယ်အကြီးဆုံးစိန်ဆိုင်ရုံးတွေအိတ်ကဘာလို့ဟုတ်ဒါကျမဇက်ပွဲမှာတော်တဲ့လူကိုတော်တယ်လို့ဆုရှာရမယ်လေအဲ့ကြောင့်မို့ယူသွားတာမင်းရဲ့လင်ဖြစ်တဲ့ငါ့တော့မပေးဘဲနဲ့အဲ့ဒီကောင်ကိုသွားပေးမယ်မဟုတ်လားမင်းဒီနေ့ညမသွားဘူး sorry ပဲသွားလာအောင်မယ်အော်ကျမပြန်မလာဘူးနော်ရှက်ရင်တယောက်တည်းအိတ်လိုက်တော့ဟာပြောမရမစိုးနေမဲ့ဒီမိန်မော်တော့ဟဲ့ငါဘလို့လို့စက်ထဲရောက်တော့ဟဲ့400တောင်ရှိဆုံးမှာတော့ဦးစီရတော့မလို့ဟဲ့ဒီကငါမြင်ဘူးလေသူတို့ပဲဩတော်ရင်းနှီးမြင်ဘူးနေပေါ့ဟုတ်လားအဲ့ဒါတခြားသူမဟုတ်ဘူးနင်းလင်းယောက်ျားတေချာကြည့်တော့ဘာကိစ္စဒီကိုရောက်နေတော့မင်းကဇမင်းသားတွေကတာတော်ကြိုက်တယ်ဆိုတော့ငါကိုယ်တိုင်ကပြမယ်တေချာကြည့်ဟိတ်ကြရမိဖတွေပိုချစ်ကရင်ပြုံးလို့နေလက်ကုပ်တဲ့စညံဒီကြမြိုင်ဆိုင်ဝဲမော်နေပြီလို့ခုချီမော်နိုင်ပါဘူးမမကြီးမော်နေပြီလို့ချစ်ချီမော်နိုင်ပါဘူးမမကြီးကနေဆိုနေပြုံးနေရွှေမင်းမလေးပိုချစ်ဘဝစုပြေကကောင်းလိုက်နေဟဲ့ရမ်းပြီတော်ပါတော့ကျမကိုစိတ်ဆင်းရအောင်မလုပ်ပါနဲ့နော်မင်းမဲဇက်ကြိုက်တယ်ဆိုသမင်းသားတွေကတာကြိုက်တယ်ဆိုတော်ပါတော့ကျမကိုစိတ်ဆင်းရအောင်မလုပ်ပါနဲ့နော်အေးအဲ့ဒါဆိုလို့ရှိရင်မင်းလက်ထက်ကသမင်းသားတွေကိုသွားဆုချမယ်ဆိုတော့မွန်ပြည်နယ်အကြီးဆုံးစိန်ဆိုင်ရုံးတွေကစိန်လက်စုငါ့ကိုပေးအထုတ်လိုက်ပြီးအဲ့ထုတ်လိုက်ပေးမယ်မကနဲ့တော့နော်ပေးမောင်လေးကိုမတိုင်းပြီလိုက်မင်းရတွင်းရောက်ခိုက်ယောက်ျားနောက်တစ်ခုတော့တက်ကြဗျာမရပြီမကနဲ့တော့ကျေးဇူးတင်တယ်ပေးမယ်နော်စိန်လက်စွပ်ပေးမယ်တပုတ်တည်းတော်ပါပြီ